မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခေါ်ထားတဲ့သုတ်တန်တစ်ခုရှိတယ်မိဘတိုင်းကသာသမီတွေရဲ့ပုံမှာမျောလင့်ထားကြတဲ့မျောလင့်ချက်၅မျိုးပါဇက်ကတော့ထုတ်မပြောဘူးတဲ့ယင်ထဲမှာတော့မိဘတိုင်းရှိတယ်တဲ့အဲ့ဒါကဘာတွေလဲမေးလိုက်တော့ဘတောဝါနောပရိတ္တိကိစ္စဝါနောကရိတ္တိကုလဝန္တောစိရထတ္တိဒါယေဇံပတိပိစိတ္တိအထဝပနာပေဒနာကာလေကဒါနတခိနအနုပတတ္တိဘတောဝါနောပရိတ္တိနို့ကြိုတိုက်ကြွေမွေးမြူပြီးတော့လာခဲ့တဲ့ငါတို့ရဲ့သားတွေသမီးတွေဟာငါတို့ကိုပြန်လဲပြီးတော့စောင့်ရှောက်ရင်ဘယ်လောက်ကောင်းမလဲသူတော်ကောင်းတို့ငယ်ငယ်ဥဒတို့ငယ်ငယ်မွေးကာသာအရွယ်ကရှင်ကရဲ့လည်းငိုပွေးစိတ်ကလည်းငိုရေစာလည်းငိုပိုက်စာလည်းငိုစားရင်ငိုတာပဲဟာအမေဖြစ်သူကဘာရင်မသိဘူးသားလေးငိုတိတ်ဖို့သမီးလေးငိုတိတ်ဖို့ငိုရခြင်းအကြောင်းတွေရအောင်ရှားပြီးတော့ရေလေးတိုက်နိုလေးတိုက်အစာလေးကျွေးအငိုတိတ်အောင်လုပ်ပေးတယ်ဘာဘာညာညာမပြောတတ်ချိန်ကအမေဟာပြုစုခဲ့တယ်လို့ပဲတဲ့မိဘနှစ်ပါးအသက်ကြီးသွားတဲ့အခါပါဇက်ကငါဘာလိုချင်လိုက်တာလို့ထုတ်မပြောတော့လဲပဲရေစာလိုက်တာသမင်းစာလိုက်တာလို့ထုတ်မပြောတော့လဲပဲငါတို့ငယ်ငယ်ကနို့ကြိုတိုက်ကြိုးတုံးကလိုပဲအလိုက်တစီနဲ့တို့ကိုပြန်စောက်ရှောက်မှုရှိရင်ဘလောင်ကောင်းမလဲတဲ့ဒါမိဘတိုင်းမျောလင့်တယ်နောက်တစ်ခါကိစ္စဝါနောကရိတ္တိနံပါတ်2ကကိစ္စဆိုတာသာသမီတွေရဲ့အမှုကိစ္စကိုအမေဖေတွေကစောင့်ရှောက်လုပ်ကြွေးခဲ့ကြသားလေးသမင်းစားသမီးလေးသမင်းစားငယ်ငယ်ရွယ်နဲ့မစားတတ်ဟာပါဇက်ထက်တဝက်အောက်တဝက်အထက်တဝက်အောက်တဝက်စားလဲအမေပြစ်မမြင်အာနှက်ကြီးတွေတရေတွေနဲ့ပွားလန်လျောင်းစားလဲအမေအပြစ်မမြင်အဖေလည်းပြစ်မမြင်အမေပြည့်သူကအဲ့ဓာတွေကိုတန်ရှင်းလို့ပြီးတော့အမလီမယုံမရှာသူသမင်းသူတော်ပြန်စားစေတယ်ဒီတိုင်းပဲတဲ့သားတွေသမီးတွေရဲ့ပုတ်ကိစ္စတို့လုပ်ပေးခဲ့ရသလိုတို့အသက်ကြီးသွားလို့ဟင်းညိုရီပကံတွေကဟင်းညိုလေးခတ်တော့လက်ကတုံလို့ထက်တဝက်အောက်တဝက်ကြတော့လည်းပဲအပြစ်မမြင်ပဲတဲ့ငါတို့ကိစ္စလေးတွေဆောင်ရွက်ပေးဘယ်လောက်ကောင်းမလဲငယ်ငယ်တုန်းကသူတို့ရဲ့ခြေသေးကိုမယုံမဲနဲ့ပြုစုပေးခဲ့တယ်လို့ငါတို့ကြီးသွားလို့ကိုယ့်ရဲ့ခြေသေးမနိုင်တဲ့အခါမှာလဲမိသားသမီးတွေကငါတို့စောင့်ရှောက်ပေးရင်ဘယ်လောက်ကောင်းမလဲတဲ့ဒါမိဘများရဲ့ဒုတိယမျှော်လင့်ချက်တည်းဘတောဝါနောပရိတ္တိကိစ္စဝါနောကရိတ္တိကုလဝန္တောစိရံထတ္တိကုလဆိုတာအမျိုးနွယ်ကုလဆိုတာအမျိုးကုလဝန္တဆိုတာအမျိုးနွယ်ပေါ့စိရံထတ္တိတဲ့အဲ့ဒါကိုထိမ့်သိမ်းစောင့်ရှောက်ထားရင်ဘယ်လောက်ကောင်းမလဲတော်ကောင်းတွေရဲ့အမေဓမ္မကြီးတော်ဝိုင်းအားကျောင်းတွေလည်းစောက်ဘူးတယ်ဖះတွေလည်းတည်ဘူးတယ်ပရိယတိစာသင်တိုက်တွေမှာလည်းပဲအမြဲတမ်းထောက်ပံ့ပြီးတော့လှူဒန်းနေတယ်ငါတို့ကဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်နေသလိုငါသားသမီးတွေလည်းပဲငါရဲ့အမျိုးနွယ်လေးကိုဆက်လက်ထိန်းသိမ်းထားရင်ဘယ်လောက်ကောင်းမလဲတဲ့ဒီလိုလည်းပဲမျှော်လင့်ကြတယ်ဟာမနေ့မိုးလင်းရင်အမေကမေတ္တာလေးနဲ့နေမနေ့မိုးလင်းရင်အမေကဒါနာလေးနဲ့နေဥပုံနေ့ဆိုဥပုံနေတဲ့သီလာလေးနဲ့နေအခြားနေ့တွေမှာလည်းပဲကိုယ်နှုတ်စိတ်ထိန်းပြီးတော့နေအမေနေခဲ့တဲ့အမျိုးနွယ်အဖေနေခဲ့တဲ့အမျိုးနွယ်ဒီလိုမျိုးနွယ်လေးတွေဆက်လက်ထိန်းထားရင်လည်းဘယ်လောက်ကောင်းမလဲလို့ဒီလိုလည်းပဲမျှော်လင့်တာပေါ့ဘတောဝါနောပရိတ္တိကိစ္စဝါနောကရိတ္တိကုလဝန္တောစိရံထတ္တိဒါယေဇံပတိပိစိတ္တိဒါယေဇဆိုတာကအမွေဆိုတာကအမိတအမွေရဲ့ဓမ္မအမွေရဲ့အမွေနှမျိုးရှိတယ်အမိတအမွေဆိုတာကပစ္စည်းဥစ္စာယရနာတွေကိုထိမ့်သိမ်းစောင့်ရှောက်တာခံယူတာအမိတအမွေခံယူတယ်လို့ခေါ်တယ်ဓမ္မအမွေဆိုတာကမိဘနှစ်ပါးလှုပ်သွားတဲ့ကောင်းမှုတွေဖះတယ်သွားရင်အဲ့ဒီမိဘတစ်ပါးရဲ့ဖះဟာငါတို့ဖះပဲပြည့်နေရင်မြင်ရမယ်ပေါ့ဒီလိုမျိုးခံယူတာဟာဒါဓမ္မအမွေခံယူတာမိဘကကြောင်းဆောက်သွားတယ်အဲ့ဒီကြောင်းငါတို့စောင့်ရှောက်တယ်ဆိုရင်ဒါဓမ္မအမွေခံယူတာမိဘနှစ်ပါးကကိုယ်နှုတ်စိတ်သုံးပါးကိုထိန်းပြီးတော့နေတယ်ဆိုရင်ဒါလည်းပဲကိုတို့ကသူတော်ကောင်းတို့တွေကအဲ့ဒါမိဘအမွေခံယူတာပဲအဲ့ဒီအမွေလည်းပဲခံယူတာဟာပုံမြတ်တယ်လို့ဒီလိုမှတ်ပေါ့
နောက်ဆုံးနံပါတ်၄ကထေဝပနာပေတနာကာလင်္ကတနာဓက္ခိဏနုပဒတ္တိတိတဲ့ဘဝတစ်ပါးကိုပြောင်းသွားတယ်ငါတို့ကိုရည်မှန်းပြီးအလှတန်းလေးလုပ်ရင်ဘလောက်ကောင်းလဲဘဝတစ်ပါးပြောင်းသွားတဲ့လူတွေရဲ့မျှော်လင့်ချက်ဒါပဲသူတော်ကောင်းတို့တွေသူတို့ကိုအတွက်ကသူတို့ကိုယ်တိုင်ကကောင်းမှုပြုဖို့မလွယ်တဲ့အတွက်ဒါကြောင့်ပြုတိုင်တဲ့ဘဝကလူတွေပြုတာကိုပဲသူတို့ကမျှော်လင့်တာအဲ့ဒါကြောင့်သူတို့ကိုရည်မှန်းပြီးအလှတန်းလေးလုပ်ပြီးရင်ကောင်းပါပဲအလှတန်းဆိုတာအခုလိုဆွန်းတွေကသင်္ကန်းတွေကနဝကမ္မတွေလူဒါမှအလူလို့ဒီလိုမမှတ်ပါနဲ့နေ့စဉ်ကိုမှဘာကုသိုလ်ပဲပြုအမေကြီးမှတ်ပြီးတော့လှူဒန်းလေးလုပ်ပြီးမေတ္တာမျှလိုက်ကုသိုလ်တွေမျှလိုက်ကုသိုလ်ဝေစုတွေပေးလိုက်ဥပမာမနဲ့အိယာထားတယ်ပေါ့ဗျာရေလေးနဲ့မျက်နှာကိုတစ်တယ်ဗုဒ္ဓသရဏကိစ္ဆာမိနောက်တကလက်ခုပ်လေးနဲ့တကလက်ထက်တဲ့ဗုဒ္ဓဓမ္မသရဏကိစ္ဆာမိနောက်တကသံဃာသရဏကိစ္ဆာမိလက်လေးကိုမျက်ရေလေးနဲ့ပုတ်ပေးဘုရားတရားသံဃာဝါဖြစ်သွားပါပြီနောက်တကဆက်ပြလေးနဲ့ကထပ်ဖို့အောင်မယ်အရဟံပူတော်ထုကိုခံတော်မူသောမြတ်စွာဘုရားအရဟံစိတ်ကိုရမှပဲကိရိတာမှာရှောင်ကျင်တော်မူသောမြတ်စွာဘုရားအရဟံယံမောင်းအောင်မြင်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့မျက်နှာလေးသစ်လိုက်တဲ့အချိန်မှာမျက်နှာသင်ရင်းနဲ့တင်ဗုဒ္ဓနုဒတိပွားပြီးသားဖြစ်တယ်အဲ့ဒါလဲကုသိုလ်ပဲမနဲ့မိုးလင်းနာနဲ့တပြိုင်တည်းအမေသမီးလေးဗုဒ္ဓနုဒတိကုသိုလ်လေးရတယ်အဖေကျွန်တော်ဗုဒ္ဓနုဒတိကုသိုလ်ရတယ်ဒီကုသိုလ်လေးကိုဖေနဲ့အမေကုသိုလ်ဝေသူမျှဝေပါတယ်ခမညာဆိုရင်လည်းပဲဒါလည်းပဲကျေးဇူးဆက်ရရောက်တယ်မိဘမျှော်လင့်ချက်ပေးရရောက်ပါတယ်အဲကြောင့်ခဏသူတော်ကောင်းတွေလှုပ်တဲ့အလုပ်ဟာအထဝပနာပေတနာကာလင်္ကတနာဓက္ခိဏနုပဒတ္တိဆိုတဲ့ဘုရားဟောဒေသနာတော်နဲ့အညီငါတို့ကိုမိဘကိုရည်မှန်းပြီးတော့မှအလှူဒန်းလုပ်တာဟာသူတော်ကောင်းတွေကျင့်ထုံးပဲဘုရားဟောနဲ့အညီပဲလို့ဒီလိုသဘောကျ